90 pounds တင်အသက်ဆွဲဖြစ်ခဲ့ရတဲ့တူချိုချီကန်ကလေးတွေကိုကြော်ကြွပြပါမယ်ရှင်။ထမဦးစွာဈေးကဝယ်လာတဲ့ချက်သားလေးတွေကိုရေးဆေးပြီးတန့်စင်ထားပါမယ်။မုံမြစ်ဆက်ဖို့အတွက်ကျွန်မကရွှေလေးပြာကြောင်းမုံကိုသုံးပါတယ်။ပြီးရင်တော့စားတကြားရတာမုံကျုပ်အကာနဲ့ရေတို့ကိုဒီအမှုံလေးတွေတမသွားပြီးတော့အနှစ်ကလေးဖြစ်သွားအောင်နှဲပေးပါမယ်ရှင်။လိုချင်တဲ့အနေထားရအောင်ရေလေးနည်းနည်းထည့်လိုက်မှွေလိုက်ရေလေးနည်းနည်းထည့်လိုက်မှွေလိုက်နဲ့ပြုလုပ်သွားရမှာဖြစ်ပါတယ်ရှင်။ကိုလိုချင်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ချက်သားလေးတွေကိုထည့်ပြီးတော့နှဲပြီးနှက်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ဒဲအိုတဲ့စီပူပူထည့်ပြီးသွားလို့ရှိရင်စီပူပူထဲမှာချက်သားလေးတွေကိုနီးအေးအေးနဲ့အပေါ်ခွန်လေးတွေကျွတ်ရွာနီးမြန်းလာတဲ့အထိကြောပါမယ်။ချက်သားလေးတွေနီးရဲလာပြီးတော့လိုချင်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့အိုးပေါ်ကဆဲပြီးချထားလိုက်ပါမယ်။အရန်ကိုမွေးပြီးအရန်ကိုကျွတ်ရွာပြီးတော့စားလို့ကောင်းတယ်။မိုးချစ်ကင်ကြက်ကြော်လေးရပါပြီ။ကလေးတွေကတော့အရန်ကိုအားပေးကြပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။